ဒီမှာသုံးထားတဲ့ is found of ဆိုတဲ့စာလုံးကလည်းအရှိမသုံးခဲ့တဲ့ like တို့ enjoy တို့ is into တို့နဲ့အဓိပ္ပာယ်ချင်းတူပါပဲဒါကြောင့်မလို့ဒီစာကြောင်းရဲ့အဓိပ္ပာယ်က Hello everyone. In this video, you are going to learn how to say your hobbies and free time activity in English. မင်္ဂလာပါကျွန်တော်တို့တွေကိုယ့်ရဲ့ဝါသနာကိုကြိုက်တာတွေကို English လို့ပြောတဲ့အခါ I like ကနေတက်မလာတော့ဘူးလားဒါဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ဖြစ်ပါလိမ့်မယ်ဟုတ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ဝါသနာနဲ့ကိုကြိုက်တာတွေကိုပြောတဲ့အခါသုံးရတဲ့အင်္ဂလိပ်စာလုံးတွေအပြင်အဲ့ဒီစာလုံးတွေကိုစကားပြောတဲ့အခါဘယ်လိုထည့်သုံးရမလဲဆိုတာကိုပါမျှဝေပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းရှင်ပါတယ်ဒါဆိုရင်စလိုက်ရအောင်ပထမအဆုံးလေ့လာရမယ့်စာလုံးတစ်လုံးကတော့ painting ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့အလုံးသိကြတဲ့အတိုင်းပဲပုံဆွဲတာပန်းချီဆွဲတာဖြစ်ပါတယ် painting ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့ I like painting as a way to express my feelings I like painting as a way to express my feelings အဓိပ္ပာယ်ကတော့ကျမရဲ့ခံစားချက်တွေကိုထုတ်ဖော်တဲ့အနေနဲ့ပန်းချီဆွဲတာကိုကျမကြိုက်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်နောက်ထပ်တစ်လုံးကိုကြည့်အောင်နောက်စာလုံးတစ်လုံးကတော့ cooking ဖြစ်ပါတယ်ချက်ပြုတ်တာပေါ့နော်အတန်ထွက်ကတော့ cooking ဖြစ်ပါတယ်အဲ့တော့ချက်ပြုတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဥပမာစာကြောင်းအနေနဲ့ I enjoy cooking in my free time အားလပ်ချိန်မှာကျွန်တော်ချက်ပြုတ်ရတာကိုကြိုက်တယ်ဒီမှာသုံးထားတဲ့ enjoy ကအချိမှာသုံးခဲ့တဲ့ like နဲ့အဓိပ္ပာယ်ရှင်တူပါပဲဒါကြောင့်မလို့ကြိုက်နှစ်သက်တယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော် I enjoy cooking in my free time အားလပ်ချိန်မှာကျွန်တော်ချက်ပြုတ်ရတာကိုကြိုက်နှစ်သက်တယ်နောက်စာလုံးတစ်လုံးကတော့ taking photos ဒါမှမဟုတ် photography ဖြစ်ပါတယ် taking photos ဒါမှမဟုတ် taking မပါဘဲနဲ့ photography ဒီမှာစာလုံးနှလုံးကအတန်ထွက်နည်းနည်းကွဲပါတယ်အဓိပ္ပာယ်ကတော့အလုံးသိကြတဲ့အတိုင်းပဲဓာတ်ပုံရိုက်တာပေါ့နော်ဓာတ်ပုံရိုက်ဝတနာပါတာဓာတ်ပုံရိုက်ရှင်းလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဒီမှာအတန်ထွက်ကတော့နည်းနည်းကွဲပါတယ်အပေါ်ကတစ်လုံးကို photo လို့အတန်ထွက်ပေမဲ့အောက်ကတစ်လုံးကိုတော့ photography လို့အတန်မထွက်ပဲ photography လို့ပဲအတန်ထွက်ပါတယ်ဒီစာလုံးကိုဥပမာစာကြောင်းအနေနဲ့ထည့်သုံးမယ်ဆိုရင်တော့ My friend Sarah is into taking photo in her free time. My friend Sarah is into taking photos in her free time. ဒီမှာသုံးထားတဲ့ is into ဆိုတဲ့စာလုံးကလည်းအချိမှာသုံးခဲ့တဲ့ like တို့ enjoy တို့နဲ့အဓိပ္ပာယ်တူပါပဲဒါကြောင့်မလို့ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကကျမတငယ်ချင်းစာရာကအလတ်ချိန်မှာဓာတ်ပုံရိုက်ရတာကိုကြိုက်တဲ့တက်တယ်နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ gardening အတန်ထွဲက gardening နော်အဓိပ္ပာယ်ကတော့ဥယျာဉ်ခြံစိုက်ပျိုးတာဖြစ်ပါတယ်ဥယျာဉ်ခြံစိုက်ပျိုးခြင်းပေါ့နော်အတန်ထွဲကိုပြန်ပြောမယ်ဆိုရင် gardening ဒီစာလုံးကိုဥပမာစာကြောင်းအနေနဲ့သုံးမယ်ဆိုရင် Luke is fond of gardening and grow all his own vegetables Luke is fond of gardening and grow all his own vegetables ဒီမှာသုံးထားတဲ့ is found of ဆိုတဲ့စာလုံးကလည်းအချိမှာသုံးခဲ့တဲ့ like တို့ enjoy တို့ is into တို့နဲ့အဓိပ္ပာယ်ရှင်တူပါပဲဒါကြောင့်မလို့ဒီစာကြောင်းရဲ့အဓိပ္ပာယ်က Luke ကဟင်းသီးဟင်းရွက်တွေကိုကိုယ်တိုင်စိုက်ပျိုးပြီးတော့ဥယျာဉ်ခြံစိုက်ပျိုးရတာကိုကြိုက်နှစ်သက်တယ်လို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်ဝါသနာနဲ့ပတ်သက်တဲ့နောက်ထပ်စာလုံးတစ်လုံးကတော့ hiking ဖြစ်ပါတယ်အတန်ထွဲက hiking အဓိပ္ပာယ်ကတော့တောင်တက်ရှင်ဒါမှမဟုတ်တောတောင်သဘောအထဲခြေကျင်ခရီးထွက်ရှင်လို့အဓိပ္ပာယ်ရပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့ My husband and I enjoy hiking in the mountains near our home My husband and I enjoy hiking in the mountains near our home ကျမနဲ့ကျမအမျိုးသားက
ကျမတို့အိမ်နားမှာရှိတဲ့တောင်ပေါ်ကိုရှေ့ကျင်တက်ရတာကြိုက်နေတတ်တယ်နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ doing DIY ဖြစ်ပါတယ် doing DIY doing DIY DIY ရဲ့အရှေ့ကောက်က do it yourself ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ကိုယ်တိုင်ပြုလုပ်ခြင်းကိုယ်တိုင်တတ်ဆင်ခြင်းဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ My husband loves doing DIY and is always building things for our home My husband loves doing DIY and is always building things for our home ကျမရဲ့အမျိုးသားကကိုယ်တိုင်ပြုလုပ်တတ်ဆင်ရတာကြိုက်နေတတ်တယ်ပြီးတော့ကျမတို့အိမ်အတွက်လည်းသူအမြဲတမ်းတခုခုဆောက်လုပ်ပေးနေတယ်လို့အဓိပ္ပာယ်ရပါတယ် DIY ဆိုတဲ့စာလုံးကိုတွေ့ဖူးကြားလိမ့်မယ်လို့ထင်တယ်ထိုင်းနိုင်ငံမှာဆိုရင်လည်း Mr. DIY ဆိုတဲ့ဆိုင်တွေနေရာအနှံ့မှာရှိပါတယ်အဲ့ဒီဆိုင်မှာဆိုရင်ကိုယ်တိုင်ပြုလုပ်ဖို့ကိုယ်တိုင်တတ်ဆင်ဖို့အိမ်သုံးပစ္စည်းတွေအစုံရောင်းပါတယ်နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ watching TV watching TV အတန်တွဲက watching TV ဖြစ်ပါတယ်ဒီစာလုံးရဲ့အဓိပ္ပာယ်ကတော့ပြောပြဖို့လိုမယ်မထင်ပါဘူးဟုတ်ပါတယ် TV ကြည့်ခြင်းဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ We are keen on watching TV together when we get home in the evening We are keen on watching TV together when we get home in the evening ဒီမှာသုံးထားတဲ့ are keen on ဆိုတဲ့စာလုံးကလည်းအချိမှာသုံးခဲ့တဲ့ like enjoy is into is found of တို့နဲ့အဓိပ္ပာယ်ချင်းတူတူပါပဲဒါကြောင့်မလို့ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကညနေဘက်ကျွန်တော်တို့အိမ်ပြန်ရောက်တိုင်း TV တူတူကြည့်ရတာကြိုက်နေတတ်တယ်လို့အဓိပ္ပာယ်ရတယ်နောက်ထပ်လေ့လာရမယ့်စာလုံးတစ်လုံးကတော့ fishing fishing တန်ထွဲက fishing ဖြစ်ပါတယ်အဲ့တော့အဓိပ္ပာယ်ကတော့အလုံးသိကြတဲ့အတိုင်းငါးများခြင်းလို့အဓိပ္ပာယ်ရပါတယ်ဥပမာစာကြောင်းအနေနဲ့ Tony enjoy fishing by the river every evening Tony enjoy fishing by the river every evening အဓိပ္ပာယ်ကတော့ Tony ကညနေတိုင်းမြစ်ကမ်းနဘေးမှာငါးများရတာကိုကြိုက်နေတတ်တယ်လို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်စာလုံးတစ်လုံးကတော့ reading ဖြစ်ပါတယ်စာဖတ်ခြင်းပေါ့နော် reading reading ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့ May is keen on reading and always has a book in her hand May is keen on reading and always has a book in her hand May ကစာအုပ်ဖတ်ရတာကိုကြိုက်နေတတ်တယ်ပြီးတော့သူမလက်ထဲမှာစာအုပ်တစ်အုပ်အမြဲတမ်းရှိတယ်နောက်ဆုံးတစ်လုံးအနေနဲ့လေ့လာရမှာကတော့ pottery ဖြစ်ပါတယ် pottery အတန်ထွဲက pottery pottery နော်အဓိပ္ပာယ်ကတော့အိုးဖုတ်ခြင်းဒါမှမဟုတ်မြေအိုးပြုလုပ်ခြင်းဖြစ်ပါတယ်အိုးဖုတ်ခြင်းဒါမှမဟုတ်မြေအိုးပြုလုပ်ခြင်းဖြစ်ပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင်တော့ She is into doing pottery and making bowls out of clay She is into doing pottery and making bowls out of clay အဓိပ္ပာယ်ကတော့သူမကအိုးဖုတ်ရတာချွန်းကနေပကံလုံးတွေပြုလုပ်ရတာကိုကြိုက်နေတတ်တယ်လို့အဓိပ္ပာယ်ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ခုနကျွန်တော်တို့ပြောခဲ့တဲ့เนาะကြိုက်နေတတ်တယ်လို့ပြောချင်တဲ့အခါကျရင်ကျွန်တော်တို့သုံးရတဲ့စာလုံးက like တလုံးတည်းမဟုတ်ပေါ့เนาะအများကြီးရှိတယ်ဆိုတာကိုသိထားဖို့လိုမယ်အဲ့တော့ဒီမှာဥမာအနေနဲ့ဆိုရင်ဒီမှာ I like cooking เนาะကျွန်တော်ချက်ပြောရတာကိုကြိုက်နေတတ်တယ်အဲ့လိုပဲ like အစားကျွန်တော်တို့ enjoy လည်းသုံးလို့ရသေးတယ် I enjoy cooking မဟုတ်ရင်လည်း found of သုံးလို့ရသေးတယ်ပေါ့နော် verb to be found of ဥပမာ I'm fond of cooking အဓိပ္ပာယ်ကတူပါပဲကျွန်တော်ချက်ပြောရတာကိုကြိုက်နေတတ်တယ်လို့အဓိပ္ပာယ်ရတာပေါ့နော်နောက်တစ်လုံးကတော့အဲ့ဒီအစားကျွန်တော်တို့ prefer လည်းသုံးလို့ရသေးတယ် prefer ပေါ့နော်ဥပမာ I prefer dancing to singing I prefer dancing to singing ဒီ prefer ကတော့ဘယ်နေရာမှာပို့ပြီးတော့သုံးလဲဆိုရင်နှစ်ခုပေါ့နော်နှစ်မျိုးဝတ္တနာနှစ်မျိုးနှစ်ခုဥပမာဒီမှာဆိုရင်အကာကာရှင် dancing နဲ့ singing တခြင်းဆိုရှင်ပေါ့နော်အဲ့တော့အဲ့ဒီနှစ်ခုထဲကတစ်ခုကိုပိုကြိုက်တယ်လို့ပြောရှင်တဲ့အခါကျရင်ဒီ prefer ကိုပို့ပြီးတော့သုံးရတယ်ပေါ့နော်ဥပမာဆိုရင်ဒီမှာဆိုရင်လည်းတခြင်းဆိုရတာထက်အကာကာရတာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နောက်တစ်ခုကြိုက်နေတဲ့တာကိုနောက်တစ်ခုသုံးလို့ရသေးတယ် keen on နဲ့သုံးတာပေါ့နော်ဥပမာ I'm keen on dancing ကျွန်တော်ကအကာကာရတာကိုကြိုက်နေတဲ့တဲ့သဘောကျတယ်ဝတ္တနာပါတယ်ပေါ့နော်
နောက်တစ်ခုသုံးလို့ရသေးတယ်ကြိုက်တာကို I'm into လို့လည်းသုံးလို့ရတယ်ပေါ့နော်ဥပမာ I'm into taking photo I'm into taking photo ဒီမှာလည်းဓာတ်ပုံရိုက်ရတာကိုကျွန်တော်ကြိုက်နေတဲ့တယ်ကျွန်တော်ဝါသနာပါတယ်ကျွန်တော်သဘောကျတယ်ပေါ့နော်နောက်တစ်ခုအဲ့ဒီစာနောက်သုံးလို့ရသေးတယ်ကြိုက်တာကိုပြောရှင်လို့ရှင် love လည်းသုံးလို့ရသေးတယ်ပေါ့နော် I love taking photo ကျွန်တော်ဓာတ်ပုံရိုက်ရတာကိုကြိုက်နေတဲ့တယ်သဘောကျတယ်ချစ်တယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့သုံးလို့ရတာကဘာရှိသေးလဲဆိုရင်ကြိုက်နေတဲ့တယ်လို့ပြောရှင်လို့ရှင် I'm crazy about ပေါ့နော်အဲ့ဒီနောက်မှာ taking photo ဆိုပြီးတော့ပြောလိုက်ပေါ့နော်ဒါဆိုရင်လည်းဒီဟာဒီကြိုက်နေတဲ့တယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ဆုံးကတစ်ခုကတော့ပို့ပြီးတော့ဘယ်လိုပြောမလဲ you တွတ်တဲ့အထိပေါ့နော် you တွတ်တဲ့အထိသမင်းမင်းဟင်းမင်းအဲ့ဒီအထိကြိုက်တာကိုပြောတာပေါ့နော်အဲ့တော့like ကဘယ်လိုမျိုးလဲဆိုရင်တော့90% လောက်မှာ100%မှာ90%လောက်ကြိုက်တယ်ဆိုရင်တော့ like ကိုပြောပြီးတော့သုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်နောက်ထပ် enjoy ကလည်းအဲ့လောက်တူပါပဲ90တို့95%တို့အဲ့လောက်ဆိုရင်ပေါ့နော် enjoy လို့ပြောလို့ရတယ်မဟုတ်ရင်လည်း100%မှာ60တို့90တို့ဆိုရင်တော့ဒီ I'm fond of လို့သုံးလို့ရတယ်နောက်ထပ် prefer လို့လည်းရတယ်ပေါ့နော်ပြီးလို့ရှိရင် keen on လည်းပြောသုံးလို့ရတယ်နောက်ထပ် I'm into လို့လည်းသုံးလို့ရတယ်ကိုကြိုက်တာက100%မှာ80%လောက်ကြိုက်တယ်ဆိုရင်ပေါ့နော်နောက်တစ်ခါ I love လည်းသုံးလို့ရသေးတယ်100%မှာ80-90လောက်ကြိုက်တယ်ဆိုရင် I love လို့သုံးရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ဆုံးအနေနဲ့100%မှာ100%လောက်100%မှာ100%လောက်ကြိုက်တယ်ဆိုရင်တော့ you တဲ့အထိကြိုက်တယ်ဆိုရင်တော့ပေါ့နော်ဒါဆိုရင် I'm crazy about လို့သုံးတယ်ပေါ့နော် I'm crazy about taking photo okay ဒါဆိုရင်တော့ဒီဟာတွေရဲ့အဓိပ္ပာယ်ကိုဘယ်လိုသုံးရမလဲဆိုတာကိုလည်းနားလည်ကြလိမ့်မယ်လို့မျှော်လင့်တယ်နောက်ထပ်မှတ်သားရမှာကအဲ့ဒီစာလုံးတွေရဲ့အနောက်မှာ Chinese တဲ့ like တို့ love တို့ enjoy တို့ရဲ့အနောက်မှာကဘာလိုက်လဲဆိုရင် noun ဒါမှမဟုတ် verb and ing လိုက်လေးရှိတယ်ပေါ့နော်ဥပမာစာကြောင်းဆိုရင်လည်း I like taking photo မဟုတ်ရင်လည်း I love taking photo I enjoy taking photo ဒီမှာ taking ဆိုတဲ့ verb and ing လိုက်တယ်ပေါ့နော်နောက်ထပ် noun လည်းလိုက်လို့ရသေးတယ်ဥပမာ I like photography I love photography I enjoy photography ဒီလိုလည်းပြောလို့ရတယ်ပေါ့နော်ဒါ noun တို့ verb ing တို့လိုက်တာပေါ့နော်နောက်ထပ်prefer ပေါ့နော် prefer ဆိုတဲ့ပိုကြိုက်တယ်ဆိုတဲ့နှစ်ခုကနေတစ်ခုပိုကြိုက်တယ်အများကြီးထဲကနေဒီတစ်ခုကိုပိုကြိုက်တယ်လို့ပြောရှင်တဲ့အခါသုံးတဲ့ prefer လည်းတူပဲသူရဲ့အနောက်မှာ noun ဒါမှမဟုတ် verb ing လိုက်တယ်ပေါ့နော်ဥပမာစာကြောင်းအနေနဲ့ဆိုရင် I prefer gardening to photography I prefer gardening to photography ဓာတ်ပုံရိုက်ရတာထက်ဥယျာဉ်ခြံစိုက်ပျိုးရတာကိုပိုပြီးတော့ကြိုက်တယ်နောက်တစ်ခု I like gardening but I prefer pottery ဒီမှာကျတော့ prefer ရဲ့နောက်မှာ noun လိုက်တယ်ပေါ့နော်အပေါ်တစ်ခုက prefer ရဲ့နောက်မှာ verb ing လိုက်တယ် I like gardening ဥယျာဉ်ခြံစိုက်ပျိုးတာကိုကြိုက်ပါတယ်ဒါပေမဲ့လည်း I prefer pottery အိုးဖုတ်ရတာမြေအိုးပြုတ်လို့ရတာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော် okay နောက်ထပ် be fond of တို့ be keen on be into be crazy about ပေါ့နော် be ဆိုတာ verb to be ပေါ့နော် am is are ကိုပြောတာ subject ပေါ်မူတည်ပြီးတော့အချိန်မှာ am လား is လား are လားပေါ့နော်ကိုပြန်ပြီးတော့ခွဲခြားရမှာပေါ့နော်သူတို့ရဲ့အနောက်မှာလည်းတူတူပဲ noun တို့ verb ing တို့လိုက်တယ်ဥပမာ I'm fond of painting နောက်တစ်ခုကWin is keen on playing an instrument. May is into reading. John is crazy about playing football. Okay သူတို့ရဲ့နောက်မှာ verb ing တွေလိုက်တယ်ဘာမို့ noun တွေလိုက်တယ်ပေါ့နော်နောက်တစ်ခုမှတ်သားရမှာကဘာလဲဆိုရင်တော့ကျွန်တော်တို့တစ်ခါတလေကြိုက်ရင်ကြိုက်လို့လောက်တာမဟုတ်ဘူးပတ်စံရလို့လောက်တာလည်းမဟုတ်ဘူးအရေးကြီးလို့လောက်တာလည်းမဟုတ်ဘူးเนาะဝါသနာပါလို့လောက်တာလည်းမဟုတ်ဘူးတစ်ခါတလေချင်းကျွန်တော်တို့လောက်တာကပျော်လို့လောက်တာပေါ့နော်ပျော်ရှင်လို့လောက်တာအပျော်သဘောနဲ့လောက်တာတွေရှိတယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုသုံးရလဲဆိုရင် for fun ဆိုတဲ့စာလုံးနဲ့သုံးရတယ်ပေါ့နော်ဥပမာ he plays the piano for fun on the weekend သူကစနေတနင်္ဂနွေမှာဆိုရင်ပျော်စရာအနေနဲ့ပေါ့နော်အပျော်အနေနဲ့ piano တီးတယ်နောက်တစ်ခုက Peter likes playing the guitar for fun Peter ကနော်အပျော်သဘောအနေနဲ့ဂီတာတီးရတာကိုကြိုက်တယ်နောက်တစ်ခုက she likes cooking new dishes for fun နော်သူမကဟင်းပွဲအသစ်တွေကိုအပျော်သဘောအနေနဲ့ရှက်ပြရတာကိုနှစ်သက်တယ်ဒါဆိုရင်တော့အားလုံးပဲနားလည်ကြလိမ့်မယ်လို့မျှော်လင့်တယ်
Okay, see you next time. Bye bye.